အားလုံးမင်္ဂလာပါရှင် sharing by DT page ကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်မအနေနဲ့ series တစ်ခုအသစ်တစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်ဒါကတော့ childhood self management ဖြစ်ပါတယ်ဆိုတော့ကျွန်မဒီစီမံခန့်ခွဲတဲ့သင်နေတဲ့ trainer တယောက်တော့မဟုတ်ပါဘူးပြီးကျွန်မငယ်စဉ်ဘဝစာသင်ခဲ့တဲ့အတွေ့အကြုံများနဲ့အခုဒီစီမံခန့်ခွဲမှုလုပ်ငန်းခွင်တွေနဲ့စီမံခန့်ခွဲမှုလုပ်တဲ့အခါမှာတွေ့ကြုံရတဲ့အတွေ့အကြုံများကိုပေါင်းစပ်ပြီးတော့မှကျွန်မအနေနဲ့ childhood self management series လေးကိုတင်ပြသွားမှာဖြစ်ပါတယ်ဒီနေ့တော့ part 1 လေးကိုပြောသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးကျွန်မတို့ကကလေးတွေကိုကျွန်မတို့ကသူတို့မှာဘာတွေပါရမီတွေပါတယ်လဲပေါ့နော်ကျွန်မတို့အဲ့ဒါကိုအရင်ရှာဖွေရမှာဖြစ်တယ်ဆိုတော့တချို့ကလေးတွေမှာပါရမီတွေအများကြီးပါတယ်ပေါ့နော်ပင်ကိုစွမ်းရည်တွေရှိနေတာကျွန်မတို့တွေ့ရတယ်တချို့ကလေးတွေဆိုရင်သူတို့ငယ်လေးတည်းကပေါ့နော်သူတို့မှာပုံဆွဲရင်အရန်လာတာပေါ့နော်သူတို့ရဲ့ရောင်စုံလေးတွေခြေလိုက်တဲ့ဟာတွေဟာဆိုရင်သူများနဲ့မတူပဲတမှုထူးခြားတဲ့ကလေးတွေအများကြီးရှိတယ်ချို့ဆိုရင်ချင်းခတ်တာလည်းကျွန်မတွေ့ဘူးတယ်ပေါ့နော်ချင်းခတ်တဲ့ကလေးဆိုတော်တော်လေးကလေးလေးတယောက်ပေါ့နော်မိန်းကလေးတယောက်ဆိုတာသူ့မှာ talent သူ့မှာဒီပါရမီပါနေတာကျွန်တော်တို့တွေ့တယ်ပေါ့နော်နောက်သင်္ချာတွက်တာချို့သင်္ချာနဲ့ပတ်သက်ရင်အရန်တော်တာလေနော်ဆိုတော့ကျွန်တော်တို့တွေ့နောက်တစ်ခါကျတော့ကျွန်တော်စကားပြောကောင်းတာငယ်လေးတွေကဟာစကားပြောကောင်းတယ်သူပြောလိုက်ပြီဆိုရင်အခန်းထဲမှာရှိတဲ့ကလေးတွေအကုန်လုံးပါသွားတာပေါ့နော်ဆိုတော့တချို့ကလေးဆိုဒီလိုမျိုးတွေကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါတွေကသူတို့ရဲ့ထူးခြားတဲ့ပေါ့နော်ပါရမီလေးတွေပါလာတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့မိဘဆရာတွေဒီကကျမတို့အရေးကြီးတဲ့အချက်ကကလေးတွေမှာကျမတို့ ਨੇ အမြဲတမ်းတွေ့နေတဲ့ကလေးတွေကျမတို့အမြဲတမ်းထိန်းချောင်းပေးနေတဲ့ကလေးတွေမှာသူတို့မှာဘယ်လိုမျိုးစွမ်းရည်တွေရှိတယ်ဆိုတာကိုရှာဖွေရမှာဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီကစွမ်းရည်တွေကိုကျမတို့ရှာဖွေပြီးတဲ့ခါကျရင်ကျမတို့သွားမယ်တချို့ကလေးတွေဆိုရင် management ပေါ့နော်စီမံခန့်ခွဲမှုပိုင်းကိုကျမတို့သွားကြည့်လိုက်အောင်ဆိုတော့တချို့ကလေးတွေမှာဆိုရင်သူတို့ကငယ်လေးတွေကစီမံခန့်ခွဲမှုဘယ်လောက်ကောင်းလဲဆိုတာသူတို့ကအစီအစဉ်တွေရေးဆွဲတာအရင်ကောင်းတယ်ပေါ့နော်ဒီနေ့မှာသူတို့ဘာလုပ်မယ်မနေ့ပြန်ကြရင်ဘာလုပ်မယ်သူចောင်းသွားရင်ဘယ်မုတ်ကိုထက်သွားမလဲချို့တို့အသေးစိတ်စီမံနိုင်တဲ့ကလေးတွေကျွန်တော်တို့တွေ့တယ်ဒါကတော့သူတို့ရဲ့ planning ပေါ့နော်ဆိုတော့ဒီ planning ဘိုင်းမှာအားကောင်းတဲ့ကလေးတွေလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်နောက်တစ်ခုကြတော့ကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ကျွန်တော်တို့ဒီစနစ်တကျစီစဉ်နေတာပေါ့နော်ကြောင်မသွားခင်မှာကြောင်မသွားခင်အိမ်မှာဆိုလဲသူ့ရဲ့ပစ္စည်းတွေကိုသူကတေချာ organize စနစ်တကျစီစဉ်ထားပြီးထားတာပေါ့နော်ကြောင်သွားမယ်ဆိုရင်လည်းသူတေချာပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ဥပမာအပြင်ဈေးရောက်မယ်ဆိုလဲအခလေးကချို့ကလေးတွေဈေးရောက်တာလေကျွန်မတွေ့တယ်နော်ဆိုတော့ဈေးရောက်တဲ့ကလေးတွေမှာလည်းကျွန်မတွေ့တယ်သူတို့မှာစနစ်တကျစီစဉ်ထားတယ်ပေါ့နော်သူတို့ရဲ့ပစ္စည်းလေးတွေကိုအစီအစဉ်တကျနဲ့လုပ်ပြီးတော့မှဈေးသွားရောက်တာပေါ့နော်ဆိုတော့ဒီစနစ်တကျစီစဉ်ခြင်းလည်းကလေးတွေမှာရှိတယ်ပေါ့နော်ဒါပေမဲ့တချို့ကလေးတွေမှာတော့အားနေတာလည်းကျွန်တော်တို့တွေ့ရပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့ကျတော့ leading ပေါ့နော်ဥဆောင်ခြင်းပေါ့ဥဆောင်ခြင်းဆိုတစ်ချက်ကလေးတွေဆိုရင်ငယ်လေးတွေကသူတို့ကဥဆောင်မှုမှာပါရမီပါတာကျွန်တော်တို့အများကြီးတွေ့ရတယ်ပေါ့နော်ဘယ်လိုပါရမီပါလဲဆိုတော့ဥမာအဖြစ်သူတို့ကဒီဘယ်လိုခေါ်လဲသူတို့ကိုယ်တိုင်ဥဆောင်ပြီးတော့မှသူများတွေကိုပါလာအောင်ဆွဲဆောင်နိုင်တာပေါ့ငယ်လေးကနေပြီးတော့မှ people relationship လူတွေနဲ့ပတ်သက်ပြီးတော့မှသူတို့ကဘယ်လိုခေါ်လဲဆက်ဆံရေးတွေတည်ဆောက်နိုင်တာကျွန်တော်တို့တွေ့ရတယ်။ဥပမာအဖွဲ့တစ်ဖွဲ့လုပ်မယ်ဆိုသူကခေါင်းဆောင်လုပ်ပြီးတော့မှနင်ကတော့ဒါလုပ်ပေးပါလား။တငယ်ချင်းရဲ့ဒါလေးလုပ်ပေးပါလားဆိုတော့သူအဖွဲ့လိုက်အားကောင်းအောင်လုပ်နိုင်တဲ့ကလေးတွေလည်းကျွန်တော်တို့အများကြီးတွေ့ရတယ်။သင်စရာမလိုဘဲနဲ့ပေါ့နော်လုပ်နိုင်တဲ့ကလေးတွေအများကြီးတွေ့ရတယ်။ဆိုတော့နောက်ဆုံးတစ်ချက်ပေါ့နော်ဒီစီမံခန့်ခွဲမှုရဲ့နောက်ဆုံးတစ်ချက်ဆိုတော့ controlling ပေါ့ controlling ကြတော့ထိန်းချုပ်နိုင်တာပေါ့နော်အထိန်းချုပ်ခြင်းလို့ပြောတဲ့အခါမှာကိုယ့်ကိုယ်ဘယ်လောက်စီကန်းနေရှိပြီးတော့လုံနိုင်တယ်လေနောက်တစ်ခါကိုယ့်ရဲ့ emotion နဲ့ပေါ့နော်စိတ်ပိုင်းဆိုင်ရာတွေကိုဘယ်လောက်ကြီးထိန်းချုပ်နိုင်တယ်လေပေါ့နော်အဲ့ဒါတွေကအရေးကြီးတယ်ဆိုတော့နောက်ဆုံးအနေနဲ့ကျွန်မက marshmallow test လေးကိုပြသွားမှာဖြစ်ပါတယ် marshmallow test ကတော့ကျွန်တော်တို့ Facebook တွေမှာလည်း share တာကျွန်မတွေ့တယ်ပေါ့နော်ဒီ marshmallow test မှာဆိုရင်ကလေးတွေကို marshmallow ပြီးတယ်15မိနစ်စောက်ခိုင်းတယ်ပေါ့နော်15မိနစ်စောက်ပြီးရင်စားလို့ရတယ်ဒါပေမဲ့ချုပ်ကလေးတွေကတော့သိတဲ့အတိုင်းပေါ့စားလိုက်တာလည်းရှိပါဘူးเนาะဆိုတော့ချုပ်ကလေးတွေကတော့ရန်စွဲရှိတယ်15မိနစ်ထိစောက်ပြီးမှစားရတာပေါ့เนาะဆိုတော့ဒီမှာကလေးစိတ်မြဲတဲ့ကလေးဆိုရင်တော့အရေးဥဆုံးစားပြီးသွားလိမ့်မယ်ပေါ့เนาะဆိုတော့ဒီမှာကျွန်တော်တို့ဒီ marshmallow test ရဲ့ဒီ research မှာဆိုရင်သူတို့ပြန်ပြောတဲ့အဖြေကတော့ဒီပေါ့เนาะဒီ15မိနစ်စောက်ပြီးမှစားတဲ့ကလေးတွေကဘဝမှာအောင်မြင်တာတွေ့ရတယ်ဒါကတော့ကျမတို့ဗာပြန်ကြည့်မယ်လဲဆို set controlling ပေါ့နော်သူတို့ကိုသူတို့ဘယ်လောက်ထိချုံနိုင်လဲသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ emotion နဲ့ဘယ်လောက်ထိချုံနိုင်လဲအပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့အောင်မြင်မှုကိုတွားတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့ကျမရဲ့ဒီ
childhood set management ခေါင်းစဉ်လေးမှာဆိုရင်ကျွန်မခုနပြောသွားသလိုပဲကလေးတွေမှာဘယ်လိုမျိုး parameter တွေပါလဲဆိုတော့ကျွန်မတို့အရင်ရှာဖွေရမှာဖြစ်တယ်ဆိုတော့ကလေးတွေကနောက်တစ်ခါ management ကိုလည်းသူတို့တွေကလုပ်သွားတာရှိတယ်ပေါ့နော်ဆိုတော့ဒီလုပ်နေတဲ့ management တွေမှာသူတို့ဘယ်အရာတွေကိုပို့ပြီးတော့လုပ်နေနိုင်လဲတလဲပေါ့နော်အဲ့ဒါကိုလည်းကျွန်မတို့ကြည့်ရမှာဖြစ်တယ်နောက်တစ်ဆုံးတစ်ချက်အရေးအကြီးဆုံးကတော့controlling ပေါ့နော်အဲ့ဘလောက်ကက်တော့ပေါ့နော်ဒီ controlling ဘလောက်ကလေးတွေဘလောက်သူတို့ကိုသူတို့စိတ်ကိုထိန်းချုပ်နိုင်လဲဘလောက်ကိုစီမင်းစီကန်းထားလဲဆိုတဲ့အချက်ကအရေးကြီးပါတယ်ဒါကြောင့်မလို့မိဘဆရာအားလုံးတငယ်ချင်းများအားလုံးကလေးတွေကိုကျမတို့ဆက်လက်ပြီးတော့မှဒီပြိုးထောင်ဖို့အတွက်ကတော့ဒီအရာတွေကအရေးကြီးပါတယ်ဒါကြောင့်မလို့ကျမရဲ့ဒီနေ့ဆက်ဒီ childhood set management ရဲ့ series ရဲ့ first one မှာတော့ဒီလောက်ပဲနဲ့ကျွန်မညီကုန်းချုပ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီကြိုက်တယ်ဆိုရင်သဘောကျတယ်ဆိုရင် like share နဲ့ follow လေးလုပ်ထားပေးပါကျွန်မဆက်လက်ပြီးတော့ sharing လုပ်သွားပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်